ကျွန်တော်တို့မြို့ရဲ့စင်လောင်အိမ်ကနေစင်ကြီးပျောက်သွားတဲ့အကြောင်းကိုသတင်းစာထဲမှာဖတ်လိုက်ရတယ်။အဲ့ဒီနေ့ကနှိုးဆက်ကထုံးစံအတိုင်း6:73 မိနစ်မှာနှိုးတယ်။ကျွန်တော်လည်းမီးဖိုချောင်းထဲဝင်ပြီးကော်ဖီဖြော်တယ်။ပေါင်မုံမီးကင်တယ်။ပြီးတော့ရေဒီယိုကိုဖွင့်မီးဖိုချောင်းစပွဲမှာသတင်းစာကိုဖြန့်ပြီးဖက်ကပါဇက်ကပလုတ်ပလောင်းနဲ့အတန်မီအောင်စားနေခဲ့တယ်။ကျွန်တော်ကသတင်းစာဖတ်ရင်အစကနေအဆုံးအစင်လိုက်ဖတ်တဲ့သူတယောက်ဆိုတော့ပျောက်သွားတဲ့အစင်အကြောင်းရေးထားတဲ့ဆောင်းပါးကိုတော်တော်နဲ့မဖတ်မိသေးဘူး။အရှိစာမျက်နှာတွေမှာက SDI အကြောင်းတွေအမေရိကန်နဲ့ကုန်သွယ်ရေးတင်းမာမှုတွေနဲ့ပဲပြည့်နေခဲ့တယ်။အဲ့ဒီနောက်မှာလဲပြည်တွင်းသတင်းတွေနိုင်ငံတကာနိုင်ငံရေးစီးပွားရေးသတင်းတွေအက်ဒီတာထံပေးစာတွေစာအုပ်သုံးသက်ချက်တွေအိမ်မြေအယောင်းဝယ်ကြော်ညာတွေအားကစားသတင်းတွေနောက်ဆုံးဒေသနာသတင်းတွေစသဖြင့်တစ်ခုပြီးတစ်ခုဖတ်သွားတယ်။စင်အကြောင်းဆောင်းပါးကဒေသနာသတင်းတွေမှာထိတ်တန်းသတင်းပဲ။တူဂျိုမြို့စင်ချေဖုံးတွေပျောက်ဆုံးသွားသောစင်ဆိုတဲ့ထူးထူးခြားခြားကြီးမားလာတဲ့ခေါင်းစည်းကြီးကကျွန်တော်မျက်လုံးထဲကိုတိုးဝင်လာခဲ့တယ်။အဲ့ဒီနောက်အောက်မှာစလုံးအရွယ်တဆသေးထားပြီးဒေသခံတွေကြားမှာစိုးရိမ်မှုတွေကြီးထွားစုံစမ်းမှုတွေလုပ်ဖို့တောင်းဆိုကြလို့ပါရှိတယ်။စင်လောင်ရင်အလွတ်ကြီးကိုကြည့်ရှုစစ်ဆေးနေတဲ့ရဲတွေရဲ့ဓာတ်ပုံတစ်ပုံစင်မရှိတဲ့အခါအဲ့ဒီနေရာကတခုခုမှားယွင်းနေတယ်လို့ပဲရှိတဲ့နာထက်ပိုပြီးကြီးမားနေတယ်လို့ပဲအတွင်းကလေးစားတွေထုတ်ထားတဲ့ဂျုံဂျုံကြအေယာမတရဝါကြီးတစ်ကောင်လိုပဲကျွန်တော်လဲပေါင်မုတ်အစအနတွေကိုဘေးကိုခါချလိုက်ပြီးစောင်းမရဲ့စားကြောင်းတိုင်းကိုဂယုတစိုက်ဖတ်နေခဲ့တယ်။စင်ကြီးမရှိတော့တာကိုပထမဆုံးစတင်သတိထားမိတာကယမန်နေ့မေလ18ရက်နေ့နေ့လယ်2နာရီထိုးချိန်မှာပဲ။ကျောင်းနေ့လယ်စာပို့တဲ့ကုမ္ပဏီကထုံးစံအတိုင်းထရက်ကားအပြည့်အစားအစာတွေလာပို့တဲ့အချိန်ကြမှာသိရတာ။စင်ကြီးကများသောအားဖြင့်အနီးအနားမူလာတန်းကျောင်းကကလေးတွေရဲ့နေ့လယ်စာအကြံတွေကိုစားလေ့ရှိတယ်။စင်ရဲ့အနောက်ခြေထောက်ကိုခတ်ထားတဲ့စတီးခြေချင်းကတော့ခန့်လျက်ပဲ။စင်ကခြေချင်းကိုရှို့ပြီးထွက်သွားတဲ့အတိုင်းပဲ။ဒါပေမဲ့စင်ကြီးတင်ပျောက်သွားတာမဟုတ်။အစကတည်းကစင်ကြီးကိုကျွေးမွေးပြုစုလာတဲ့စင်ထိန်ကြီးလည်းမရှိတော့ဘူး။ဆောင်းပါးထဲမှာအဲ့ဒီမတိုင်ခင်တနေ့မေ18ရက်ညနေ9နာရီထိအောင်မူလာတန်းကျောင်းကပကြီးပုံစံလာဆွဲကြတဲ့မူလာတန်းကျောင်းသားတချို့ကစင်ကြီးနဲ့သူ့ရဲ့အထင်းကိုတွေ့လိုက်သေးတယ်လို့ဆိုပါတယ်။စင်ထင်းကညနေ6နာရီအိုးဝဆွဲတာနဲ့ဂိတ်ကိုပိတ်လေရှိတဲ့အတွက်အဲ့ဒီကလေးတွေဟာစင်ကြီးကိုနောက်ဆုံးမြင်လိုက်ရတဲ့သူတွေပဲဖြစ်ပါလိမ့်မယ်လို့သတင်းစာကဆိုပါတယ်။ကျောင်းသားတွေအားလုံးကတညီတညွတ်ထဲထွက်ဆိုကြတာကတော့အဲ့ဒီအချိန်တုန်းကစင်ရောစင်ထင်းမှာဘာမှထူးထူးခြားခြားမရှိလာပါဘူးတဲ့။စင်ကြီးကသူ့အမြဲရက်နေလေရှိတဲ့အတိုင်းယုံရဲ့အလဲမှာပဲရက်နေခဲ့တယ်။တခါသူ့ကိုယ်လုံးကြီးကရှင်းနောက်ဖြစ်စေဘေးတိုက်ဖြစ်စေလှုပ်ရမ်းလို့သူ့ရဲ့အိုမင်းလှတဲ့မျက်လုံးတွေနဲ့ဆွေပြီးကြည့်လို့စင်ကြီးကအိုလွန်းလှပြီးဖြစ်တဲ့အတွက်တခါလှုပ်ရှားဖို့အရေးတိတ်ကိုအားစိုက်ရတယ်လို့ပဲ။ဒါကြောင့်လဲတွေ့ကစားလူတွေကအချိန်မီလဲကျသေဆုံးသွားမလားပူပန်မိတတ်ကြတယ်။စင်ကြီးရဲ့အသက်အရွယ်ကြောင့်ပြီးခဲ့တဲ့နှစ်ကကျွန်တော်တို့မျိုးကသူ့ကိုမွေးစားရဖို့ဖြစ်လာခဲ့တယ်။မြို့စုံကဒလိဆန်ရုံလေးတွေကငွေကြေးအကျပ်တဲကြောင့်ပိတ်ပစ်ဖို့ဖြစ်လာတဲ့အခါတော်တိုင်းဒလိဆန်ရောင်းဝယ်သူတွေကအခြားဒလိဆန်တွေကိုနိုင်ငံတော်ဝန်ကဒလိဆန်ရုံတွေကိုပို့ခဲ့ကြတယ်။သို့ပေမဲ့ဒလိဆန်ရုံတိုင်းကစင်တွေအမြောက်များရှိနေတော့ကဒီလိုမျိုးအချိန်မရွေးနှလုံးရက်ပြီးတည်ဆုံးသွားမယ်။အိုမင်းချီနဲ့လှတဲ့စင်ကြီးကိုဘယ်သူမှလက်မခံကြဘူး။ဒီတော့သူ့အဖော်တွေအတီးတီးပြောင်းရွှေ့သွားကြချိန်မှာစင်ကြီးခမပြက်စီးနေတဲ့တရိတ်ဆန်ယုံကြီးထဲမှာ4လလောက်ဘာမှမလုပ်ပဲကြံနေခဲ့ရတယ်။အရင်ကလည်းဘာမှလုပ်နေတာတော့မဟုတ်ပါဘူး။ဒီကိစ္စကတရိတ်ဆန်ယုံအတွက်ရောမြို့အတွက်ပါအခက်အခဲကြုံစေခဲ့တယ်။တရိတ်ဆန်ယုံကအထက်မြင့်ကွန်ဒိုဆောက်လုပ်မဲ့ကန်ထရိုက်တာတယောက်ကိုရောင်းထားပြီးသား
မြို့ကလည်းသူ့ကိုစောက်လုပ်ခွင့်ပါမစ်ချထားပြီးသားစင်ကိစ္စကအချိန်ကြာလာတာနဲ့အမျှကန်ထရိုက်တာအဖို့အတိုးတွေတက်လာတော့တယ်ဖြစ်နိုင်ရင်တော့တက်ပစ်လိုက်ချင်တာပေါ့ပင်ကူတို့မြောက်တို့လင်းဆွဲတို့ဆိုရင်တော့ဒီနီးနဲ့ရှင်းပြလိုက်ပြီပေါ့ဒါပေမဲ့စင်တကောင်လုံးကိုတက်ပစ်တာကြဖုံးဖိဖို့မလွယ်လှဘူးနောက်မှပေါ်သွားရင်အကြီးအကျယ်ပွက်လောရိုက်ကုန်လိမ့်မယ်ဒါကြောင့်သက်ဆိုင်သူအလုံးကဒီကိစ္စကိုအကျေအလည်ဆွေးနွေးဖို့တွေ့ဆုံခဲ့ကြတယ်အဲ့ဒီနောက်တော့စင်အိုကြီးကိုဖယ်ရှားဖို့သဘောတူညီမှုတစ်ခုရခဲ့တယ်တစ်မြို့လေးကစင်ကြီးကိုတာဝန်ယူမွေးစားရမယ်နှစ်စောက်လို့ရေးသမားကစင်နေဖို့မြေနေရာတစ်ခုကိုပေးမယ်သုံးမူလတရိတ်ဆန်ယုံပိုင်ရှင်ကစောင့်ရှောက်ထိမ့်သိမ့်ဖို့လိုတဲ့ကုန်ကျစရိတ်ကိုကြာခံရမယ်ကျွန်တော်ကဟိုးကနဦးကလေးကဒီစင်ပြဿနာကိုကိုယ့်ဘာသာကိုစိတ်ဝင်စားလို့တွေ့သမျှဖြတ်ပိုင်းတွေကိုဗလာစာအုပ်ထဲစုပြီးကတ်ထားခဲ့တယ်မြို့ကောင်စီမှာဒီကိစ္စနဲ့ပတ်သက်ပြီးအခြေအတင်ညှင်းခုန်ကြတာကိုတောင်သွားကြည့်ခဲ့ဘူးတယ်ဒါကြောင့်လေဒီအဖြစ်ပြက်နဲ့ပတ်သက်ပြီးပြည့်ပြည့်စုံစုံတိတိကျကျပြောနိုင်တာပါကျွန်တော်တင်ပြမယ့်အရာတွေကရှည်လျားကောင်းရှည်လျားလိမ့်မယ်ဒါပေမဲ့လည်းစင်ပြောက်ဆုံးမှုမှာဒီစင်ပြဿနာကိုကင်တွယ်ခဲ့ပုံနဲ့တနည်းတစ်ပုံပတ်သက်ကောင်းပတ်သက်နေနိုင်တဲ့အတွက်ချရေးဖို့ဆုံးဖြတ်လိုက်တာပါမြို့တော်ဝန်ကစင်ကိုမြို့ကတာဝန်ယူထိမ့်သိမ့်ဖို့သဘောတူညီမှုရရှိပြီးမှပဲအတိုက်ခံပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေစီကဒီဆုံးဖြတ်ချက်ကိုစမ်းကျင်တဲ့လှုပ်ရှားမှုတွေစူညံပွက်လာခဲ့တယ်အဲ့ဒီပါတီရဲ့တည်ရှိမှုကိုထိုအချိန်ထိကျွန်တော်ဂရုမထားမိခဲ့ဘာကြောင့်စင်ကြီးကိုမြို့ကတာဝန်ယူရမှာလဲလို့သူတို့ကမြို့တော်ဝန်ကိုမေးခွန်းထုတ်ကြတယ်ပြီးတဲ့နောက်သူတို့ကအောက်ပါအချက်တွေကိုဖော်ထုတ်လာကြတယ်ဒီစရင်အတွက်တောင်းပန်ပါတယ်ဒါပေမဲ့ဒီကိစ္စကိုပို့ပြီးရှင်းရှင်းလင်းလင်းသဘောပေါက်စေဖို့ထည့်လိုက်တာပါတစ်စင်ပြဿနာကတရိတ်ဆန်ယုံနဲ့စောင့်လို့ရေးသမားတို့ကြားကပုဂ္ဂလပိုင်ဆိုင်မှုကိစ္စပါမြို့အနေနဲ့ဘာမှဝင်ပါစရာမရှိပါဘူးနှစ်စောင့်ရှောက်ထိမ့်သိမ်းကားနဲ့အစားအသောက်စရိတ်ကအတော်ကုန်ကျလာနိုင်ပါတယ်သုံးတစ်ချိန်မြို့အတွက်အန္တရာယ်ရှိလာခဲ့ရင်မြို့တော်ဝင်အနေနဲ့ဘယ်လိုဖြေရှင်းမလဲလေးစင်တကောင်ပိုင်လို့မြို့အနေနဲ့ဘာများဂုဏ်တက်စရာရှိပါမလဲစင်တကောင်ကိုထိမ့်သိမ်းတာထက်ပိုပြီးဦးစားပေးတာဝန်ယူဖြေရှင်းရမယ့်ကိစ္စတွေအများကြီးပဲမဟုတ်လားမြေရောက်ရေစိုးပိုက်တွေပြန်ပြင်ဖို့တွေမိသက်ကအစ်စ်တစည်းဝယ်ယူဖို့တွေစသဖြင့်ရှိတယ်မဟုတ်လားတိုက်ခံပါတီကအဲ့ဒီလိုကြီးညာတယ်သူတို့အနေနဲ့ထုတ်မပြောပေမဲ့လည်းမြို့တော်ဝန်နဲ့စောက်လို့ရေးကန်ထရိုက်တာကြားမှာလျှို့ဝှက်အပေးယူတွေရှိနိုင်တယ်လို့လည်းထင်မြင်ချက်ပေးကြတယ်မြို့တော်ဝန်ကလည်းအောက်ပါအတိုင်းတုံ့ပြန်ခဲ့တယ်တစ်အထက်မြင့်ကွန်ဒိုကိုစောက်လုပ်ခွင့်ပေးလိုက်ရင်အခွန်ငွေတွေတမဟုတ်ချင်းတိုးလာမယ့်အတွက်နှိုင်းရှင်လိုက်ရင်စင်ကိုထိမ့်သိမ့်တဲ့စရိတ်ဟာဘာမှမဟုတ်တော့ဒီအတွက်မြို့အနေနဲ့စင်ကိုတာဝန်ယူတာဟာအဓိပ္ပာယ်ရှိတဲ့လှုံ့ဆော်ချက်ပါနှစ်စင်ကြီးကအိုမင်းလှပြီဖြစ်တဲ့အတွက်တိတ်အများကြီးမစားနိုင်တော့သလိုဘသူ့ကိုမှလည်းအန္တရာယ်မပြုနိုင်တော့ပါဘူးသုံးစင်ကြီးတည်သွားရင်လဲကန်ထရိုက်တာပေးတဲ့မြေကိုမြို့ကအပြီးပိုင်ရဖို့ရှိပါဦးမယ်လေးစင်ကြီးကမြို့ရဲ့တင်ကေတလည်းဖြစ်လာပါလိမ့်မယ်ဒီလိုရှေ့ကြာလာတဲ့အငင်းပွားမှုအပြီးမှာစင်ကြီးကိုတာဝန်ယူဖို့ဆုံးဖြတ်လိုက်ကြတယ်တက်တန်းရှေ့ကြာလာပြီးအခြေတကျဖြစ်နေပြီဖြစ်တဲ့စင်ချေပုံးရက်ကွက်ကလေးဟာလူချမ်းသာအများစုနေထိုင်ကြပြီးသူတို့ရဲ့ငွေရေးကြေးရေးအခြေအနေကလည်းကောင်းလာပါတယ်နေစရာမရှိတဲ့စင်ကြီးကိုမွေးစားဖို့စိတ်ကူးကိုလူတွေကလည်းသဘောကျကြတယ်လူတွေကမိန်လာပိုက်တွေမိသက်ကားတွေထက်စင်အိုကြီးကိုပို့ပြီးနှစ်သက်ကြတယ်ကျွန်တော်ကိုယ်တိုင်လည်းစင်ကြီးကိုမြို့ကတာဝန်ယူစေခြင်းတဲ့သူတွေလည်းပါပါတယ်အမှန်ဆိုရရင်အထက်မြင့်ကွန်ဒိုကြီးတွေကိုစိတ်ကုန်နေပါပြီဒါပေမဲ့ကျွန်တော်တို့မြို့လေးအနေနဲ့
စင်တကောင်ပိုင်နေဆိုတဲ့စိတ်ကူးကိုတော့သဘောကျပါတယ်။တစ်ပင်တွေဖုံးလွှမ်းနေတဲ့မြေနေရာကိုရှင်းလင်းပြီးမူလာတန်းကျောင်းရဲ့ကာယလေ့ကျင့်ခန်းရုံကိုရွှေ့ပြီးစင်လောင်ရုံအဖြစ်လုပ်ခဲ့တယ်။နှစ်ပေါင်းများစွာစင်ထိန်လှုပ်လာတဲ့စင်ထိန်ကစင်နဲ့အတူအဲ့ဒီမှာလိုက်နေတယ်။စင်ရဲ့အစာအဖြစ်ကလေးတွေစားပြီးပိုတဲ့နေ့လယ်စာကိုကျွေးခဲ့တယ်။နောက်ဆုံးမှာတော့စင်ကြီးကိုနောက်တွဲရင်နဲ့ပင်ပင်ပန်းပန်းတင်ပြီးသူ့ရဲ့ကြံတဲ့နှစ်ကာလတွေကိုကုံဆုံးစေမဲ့အိမ်အသစ်ရှိရာရွှေ့ပြောင်းလာခဲ့ကြတယ်။စင်လောင်ယုံဖွင့်ပွဲတုန်းကလည်းတက်ရောက်လာတဲ့လူအုပ်ထဲမှာကျွန်တော်ပါခဲ့တယ်။စင်ကြီးရဲ့အရှိမရက်ပြီးမြို့တော်ဝန်ကမိန့်ခွန်းပြောနေခဲ့တယ်။မြို့လေးရဲ့တိုးတက်ဖွံ့ဖြိုးလာမှုနဲ့ယဉ်ကျေးမှုအထိမ်းအမှတ်တွေပေါ်ကျွယ်ဝမှုတွေအကြောင်းပါ။ကျောင်းသားတို့ရဲ့ကိုစားမူလာတန်းကျောင်းသားတယောက်ကမတက်ထပြီးရွတ်တယ်။ကျေးဇူးပြုပြီးကျန်းကျန်းမာမာနဲ့တက်ကြော်ရကြော်နေပေးပါမစ္စတာစင်ခမညာ။ပုံဆွဲပြိုင်ပွဲလည်းရှိတယ်။စင်ကိုပုံတူဆွဲခြင်းဟာကျောင်းသားတွေရဲ့ပကြီးတင်ကြားရေးမှာမပါမဖြစ်ပါဝင်လာခဲ့တယ်။ပြန်လန်းနေအောင်ဝစ်စားထားတဲ့မျိုးသမီးနှစ်ယောက်ကတယောက်မှကြည့်ပြောရှုပြောမရှိလှပါဘူး။စင်ကြီးကိုငပြောကင်တခိုင်ကျွေးတယ်။စင်ကြီးခမညာဒီလိုအဓိပ္ပာယ်မရှိလာတဲ့ထုံတန်းစင်လာတွေကိုတစ်ချက်မှမတွန့်ပဲသီးခံနိုင်ခဲ့တယ်။ငငယ်မောမောနဲ့ပဲငပြောသီးတွေကိုတစွစွနဲ့စားနေခဲ့တယ်။ငပြောသီးတွေအကုန်စားလို့လဲကုန်ရောအားလုံးကဝိုင်းပြီးလက်ခုပ်တီးဂုဏ်ပြုကြတယ်။သူ့ရဲ့ညာအနောက်ခြေထောက်မှာလေးလံပုံရတဲ့စတီးခြေချင်းကြီးကိုတတ်ထားပြီးပေ30ကျော်လောက်ရှည်မဲ့ချင်းကျိုးတုတ်တုတ်ကြီးနဲ့ခြိထားတယ်။ချင်းကျိုးကကွန်ကရစ်အခင်းမှာအသေးချဆွဲထားတယ်။ခိုင်မာလှတဲ့ကြောက်ဆူးနဲ့ဒရဝါကြီးကိုတုံနှောင်ထားတာအားလုံးအမြင်မှာပဲ။စင်ကြီးအနေနဲ့ရှိသမျှအားသုံးပြီးနှစ်တရာလောက်ရုံးတာတော့ဘလို့မှရုံးမထွက်နိုင်ပါဘူး။စင်ကြီးအနေနဲ့သူ့ရဲ့ခြေချင်းအတွက်စိတ်အနှောင့်အယှက်ဖြစ်မဖြစ်တော့မသိပါဘူး။အပေါ်ယံမှာအစင်ချောနေပေမဲ့သူ့ရဲ့ခြေထောက်တစ်ဝိုက်ကိုကြီးမားလှတဲ့တက်ထူကြီးနဲ့ပတ်ထားတယ်မဟုတ်လား။လက်ဟာပြင်းနဲ့ဘယ်စီဘယ်ဝဲမှန်းမသိငင်းမောလွင့်ပြန်နေပြီးသူ့ရဲ့နရွက်တွေနဲ့ခန္ဓာကိုယ်ပေါ်ကအမွှေးဖြူဖြူတချို့ကလေညင်းတဲ့အတူညင်ညင်သာသာဝေဝဲလို့နေကြတယ်။စင်ထိန်ဖြစ်သူကတော့ပိန်ပိန်သေးသေးအဖိုးအိုလေးအသက်ခန့်မှန်းမှုတောင်အတော်ခက်တယ်။60ကျော်ဒါမှမဟုတ်80နီးနီးလောက်ဖြစ်မယ်။သူ့ပုံစံကအရွယ်တစ်ခုမှရက်တန့်ပြီးအသက်ဘလောက်ကြီးကြီးမပြောင်းလဲတော့တဲ့ရုပ်မျိုး။အသားရည်ကလည်းတနွေလုံးတဆောင်းလုံးနေလောင်ထားတဲ့နီညူညူအယောင်နဲ့စပင်ကတူတူနဲ့ကြမ်းကြမ်းမျက်လုံးတွေကတော့သေးငယ်လို့မျက်နှာကထူးခြားတာဘာမှမရှိဝိုင်းဆက်နေတဲ့နရွက်နှစ်ဖက်ကတော့ဘေးနှစ်ဖက်မှာမျက်စိနောက်စရာထိုးထောင်နေကြတယ်။သူကမဖော်ရွေတဲ့သူတော့မဟုတ်ပါဘူး။တယောက်ယောက်ကပြောလာရင်တော့သူ့အကြောင်းသူရှင်းရှင်းလင်းလင်းဖြေကြားတတ်သူပါ။သူကသူ့ကိုယ်သူနှစ်လိုပွဲရှိအောင်လှုပ်ချင်လှုပ်နိုင်ပါတယ်။ဒါပေမဲ့သိတဲ့အတိုင်းသူကပေါ့ပေါ့ပါပါမရှိလာဘူး။ရှေးဘူးရအဖြစ်သူကနှုတ်နေပြီးအထီးကျန်ဆန်လာတဲ့အဖိုးတယောက်သာဖြစ်နေခဲ့တယ်။သူကစင်လောင်ရင်ကိုလာလဲကြတဲ့ကလေးတွေကိုသဘောကျပုံရပါတယ်။သူကဒီကလေးတွေကိုကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်။ဒါပေမဲ့ကလေးတွေကတော့သူ့ကိုဘယ်တော့မှနှွေးနှွေးထွေးထွေးမဆက်ဆံကြဘူး။သူ့ကိုနှွေးနှွေးထွေးထွေးဆက်ဆံတာဆိုလို့စင်ကြီးပဲရှိတယ်။စင်ထိန်ကစင်လောင်ရင်နဲ့တွဲထားတဲ့ရှိပြီးသားအစိတ်ပိုင်းတွေနဲ့လှုပ်ထားတဲ့အခန်းငယ်လေးထဲမှာနေတယ်။တနေ့ကုန်စင်ရဲ့ဝေယဝိဆလုပ်ပြီးရင်စင်ကြီးနားမှာရှိနေခဲ့တယ်။သူတို့နှစ်ဦးအတူရှိနေခဲ့ကြတာ10နှစ်ကျော်လောက်ရှိခဲ့ပြီးသူတို့ရဲ့အမူအရာတွေအကြည့်တွေတိုင်းမှာရင်းနှီးကျွမ်းဝင်မှုဘလောက်ရှိသလဲဆိုတာသိနိုင်တယ်။စင်ကြီးကမိမိမျောမျောရက်နေတဲ့အခါမျိုးမှာစင်တိုင်းကသူ့ကိုလှုပ်လှုပ်ရှားရှားဖြစ်လာအောင်စင်ကြီးနာသွားပြီး
ရှေ့ခြေထောက်ကိုပုတ်နာနာကိုတိုးတိုးကပ်ပြောလိုက်တဲ့ဆိုရင်ပဲစင်ကြီးကသူ့ကိုယ်လုံးကြီးကိုရိမ်ထိုးလို့စင်ရင်းညွန်ပြတဲ့နေရာမှာတသွေးမတိန်သွားရက်ခါအဲ့ဒီနေရာသစ်မှာဆက်ပြီးနေမောနေပြန်တော့တယ်စနေတနင်္ဂနွေအားလက်ရက်တွေမှာကျွန်တော်ဟာစင်လောင်ရင်ကိုသွားပြီးသူတို့ရဲ့လှုပ်ရှားဆောင်ရွက်နေပုံတွေကိုသွားပြီးလေ့လာမိတယ်ဒါပေမဲ့သူတို့နှစ်ယောက်ကြားကဆက်ဆံရေးကဘယ်အပေါ်မှာအခြေခံထားသလဲဆိုတာမှန်းဆလို့မရပါဘူးစင်ကြီးကစကားနည်းနည်းပါးပါးနားလည်တာလည်းဖြစ်နိုင်တယ်အတူနေတာကြာပြီမဟုတ်လားဒါမှမဟုတ်သူ့ခြေထောက်ကိုပုတ်ပုံနီးပေါ်လိုက်ပြီးဘာပြောချင်တာလဲသိနေတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်တယ်လီပတီနဲ့ခက်ဆင်အထူးပါဝါတစ်မျိုးနဲ့စင်ထိန်ရဲ့စိတ်ကိုဖတ်နိုင်တာလည်းဖြစ်နိုင်တယ်တခါကကျွန်တော်ကစင်ထိန်ကိုသူ့စင်ကိုဘယ်လိုလုပ်အမိန့်ပေးတယ်လဲလို့မေးဘူးတယ်စင်ထိန်ကပြုံးကြီးနဲ့ပဲပြောတယ်ငါတို့အတူနေခဲ့တာကြာလှပြီပဲတဲ့ဒီလိုနဲ့တစ်နှစ်ကုန်သွားတယ်ဒီနောက်ကြိုတင်သတိပေးတာမျိုးတောင်မရှိပဲစင်ကြီးကပျောက်သွားတယ်ဒီနေ့ပဲရှိတယ်နောက်တစ်နေ့ကျမရှိတော့ဘူးကျွန်တော်လဲဒုတိယကော်ဖီတစ်ခွက်တောက်လိုက်တယ်ပြီးတဲ့နောက်ဇလန်းကိုအစကနေအဆုံးတစ်ခေါက်ပြန်ဖတ်တယ်တကယ်တော့အတော့ကိုထူးဆန်းတဲ့ဆောင်းပါရှားလော်ဟုံးသာရှိရင်အမှန်တကယ်စိတ်ဝင်စားမယ့်ကိစ္စမျိုးပဲဒီမှာကြည်စမ်းဝတ်စင်စိတ်ဝင်စားစရာဆောင်းပါလေးပဲတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်သူကသူ့စေးတံကိုပုတ်ပြီးအဲ့လိုပြောမှသိကြတယ်ဒီဆောင်းပါရဲ့ထူးခြားလာတဲ့အငွေအသက်ကဆောင်းပါရှင်ရဲ့တိတိတတ်တာဇဝေဇဝါမတဲမကွဲဖြစ်နေမှုပဲပြီးတော့ဒီဇဝေဇဝါမတဲမကွဲရှုပ်ထွေးနေမှုကလည်းအဲ့ဒီအဖြစ်အပျက်ကိုနိုင်ရဲ့အတိတ်ပဲမဲ့ကိုယုကာယနိုင်မှုပေါ်မူတည်ပါတယ်ဆောင်းပါရှင်ခမအဲ့ဒီအတိတ်ပဲမဲ့မှုအပေါ်ကနေပုံမှန်ဆောင်းပါလေးတစ်ပုတ်ဖြစ်အောင်ခက်ခဲစူးစမ်းတွေးယူထားတာသိတာလှပါတယ်ဒါပေမဲ့လည်းဒီရုန်းကန်မှုကသူ့ရဲ့မရေရာမတဲပွဲမှုတွေကိုမျောလင့်ချက်ကင်းမဲ့တဲ့အထိရောက်အောင်တွန်းပို့နေခဲ့တော့တယ်ဥပမာပြောရရင်ဆောင်းပါကစင်ထွက်ပြေးလွတ်မြောက်မှုလို့သုံးနှုန်းထားပေမဲ့လည်းဆောင်းပါတစ်ပုတ်လုံးဖတ်ကြည့်ရင်ထွက်ပြေးလွတ်မြောက်ဖို့ဖြစ်နိုင်ခြင်းမရှိလှဘူးဆိုတာထင်ရှားနေခဲ့တယ်ဒါဟာလေးထဲပျောက်သွားတာပဲဆောင်းမရှင်ကသူ့စိတ်ထဲမှာတွေးဟာဖြစ်နေတာကိုအသေးစိတ်အချက်လက်တွေကတော့မရှင်းလင်းသေးပါဘူးဆိုပြီးဖော်ပြသွားခဲ့တယ်ဒါပေမဲ့ဒီကိစ္စမှာတော့ဒီအသေးစိတ်အချက်လက်တွေမရှင်းလင်းသေးပါဘူးစတဲ့တာမန်စကားလုံးတွေသုံးပြီးရှော့ချသွားလို့မရဘူးလို့ကျွန်တော်ခံစားမိတယ်ပထမဆုံးကစင်ရဲ့ခြေထောက်ကိုခတ်ထားတဲ့စတီးခြေချင်းကတော့ခတ်ထားစေတွေ့ရတယ်အကျိုးသည့်အကြောင်းသည့်စဉ်းစားရင်တော့စင်ထိန်ကစင်ကိုခြေချင်းတော့ဖွင့်ကလွတ်ပေးပြီးမှခြေချင်းကိုပြန်ခတ်ပြီးစင်နဲ့အတူထွက်ပြေးသွားကြတယ်ပေါ့စင်ထိန်မှာတော့မရှိဘူးဆိုပေမဲ့လည်းဒီဖြစ်နိုင်ခြေကိုပဲသတင်းစာတွေကအလေးအနက်ကိုဆွဲကင်မှုတန်ဋိဌာန်ချထားခဲ့ကြတယ်တော့ကလည်းနှစ်ချောင်းပဲရှိတယ်လုံခြုံရေးအတွက်ဒီတော့ကိုမိကန်တစ်တာတဲ့ထဲ့သိမ်းထားကြတယ်တစ်ခုကရဲဌာနချုပ်မှာနောက်တစ်ခုကမိသက်စကန်မှာနှစ်ခုလုံးကစင်ထိန်နေမကဘူးဘသူအတွက်မဆိုလက်လန်းမမီနိုင်တဲ့နေရာတွေပဲတကယ်လို့တယောက်ယောက်ကရအောင်ခိုးနိုင်နေပဲထားဘသူမှဒီတော့ကိုတုံးပြီးပြန်ထားနေတော့မှာမဟုတ်ဘူးဟုတ်တယ်နောက်တစ်နေ့မှာတော့နှစ်ချောင်းလုံးကရဲစခန်းနဲ့မိသက်စခန်းကသက်ဆိုင်ရာမိကန်တစ်တာတွေထဲမှာခြေရလက်ရမပြတ်ရှိနေခဲ့တယ်ဒီတော့စင်ကြီးဟာခြေချင်းကိုတော့နဲ့မဖွင့်တော့ပဲသူ့ခြေထောက်ကိုဆွဲထုတ်သွားပုံရတယ်ဒါကလည်းဘလို့မှဖြစ်နိုင်ခြင်းမရှိတယောက်ယောက်ကသူ့ခြေထောက်ကိုလွှတ်နဲ့တိုက်ဖြတ်မှပဲထုတ်လို့ရမယ်ဒုတိယစဉ်းစားစရာကထွက်ပြေးတဲ့လမ်းကြောင်းပဲစင်လောင်ရင်နဲ့ပတ်လဲမြေကြီးကို7နီးပါးရှိတဲ့ခြံစည်းရိုးမြင့်မြင့်ကြီးနဲ့ကာရန်ထားတာပါအဲ့ဒီတော့ကလုံခြုံရေးနဲ့ပတ်သက်ပြီးမြို့ကောင်စီမှာအကျိတ်နဲ့ဆွေးနွေးခဲ့ကြဘူးတယ်အဲ့ဒီကနေစင်ဦးကြီးတကောင်အတွက်လိုအပ်တာထက်ပိုတဲ့အစီအမံတွေကိုချခဲ့ကြတာပါ
အောက်ခြေကွန်ကရစ်တုံးကြီးတွေမှာတန်နိုင်ကြီးတွေစိုက်ထားတယ်။အဲ့ဒီခြံစည်းရိုးကုန်ကြစည်းကိုအိမ်ခြံမြေကုမ္ပဏီကပဲအကုန်ကြခံခဲ့တယ်။တခုရီသောဝင်ပေါက်ကိုလည်းအတွင်းကတော့ခတ်ထားတယ်။ဒီလိုရဲတိုက်တစ်ခုလားအစည်းအတားတွေကြားကနေစင်တကောင်လွတ်မြောက်ထွက်ပြေးဖို့ဆိုတာဖြစ်နိုင်ခြင်းမရှိပါဘူး။တတိယစဉ်းစားစရာကိစ္စကစင်တိုးသွားမဲ့ခြေရလမ်းကြောင်းပဲ။ခြံဝင်းရဲ့အနောက်တက်တဲ့မှာကမတ်ဆောက်ဆောက်တောင်ကြီးဘက်တရိတ်ဆန်မှတက်နိုင်မှာမဟုတ်ဒီတော့စင်ကြီးအနေနဲ့စတိတန်ခြေချင်းကနေသူ့ခြေထောက်ကိုဆွဲထုတ်နိုင်ပြီး10 ပေလောက်မြင့်တဲ့ခြံစည်းရိုးကိုခုံကျော်နိုင်တယ်ဆိုတာတော့မှခြံဝင်းရဲ့အရှိလမ်းကလေးတိုင်းဆင်းသွားဖို့ပဲရှိတယ်။ဒါပေမဲ့အဲ့ဒီလမ်းကလေးရဲ့ခက်ပြော့ပြော့မြေသားမှာစင်ချေရလို့ပြောလောက်စရာဘာအမှတ်သားမှမရှိပါဘူး။ဒီရှုပ်ထွေးလာတဲ့ဗဟေလိတွေကိုသတင်းစာဆောင်းပါးကဝေလေကြောင်ဘက်ရှေရှေဝေးဝေးပြောပြီးတဲ့နောက်မှာတော့ကောက်ချက်ချစရာကတခုပဲရှိတော့တယ်။စင်ကြီးကထွက်ပြေးလွတ်မြောက်သွားခဲ့တာမဟုတ်ပျောက်ဆုံးသွားခဲ့တာပဲဖြစ်မယ်။ဒါကိုတော့သတင်းစာကလုံးလုံးကိုခြံထားခဲ့တယ်။သတင်းစာကရောရဲစခန်းကရောမြို့တော်ဝင်ကပါဒီလိုမျိုးစင်ကြီးပျောက်သွားတယ်ဆိုတာဖွင့်ပွင့်လင်းလင်းဝန်မခံကျင်ကြဘူးဆိုတာကိုတော့ပြောစရာလိုလိမ့်မယ်မထင်ဘူး။ရဲကတော့စုံစမ်းနေသေးပဲ။သူတို့ရဲ့ပြောရေးဆိုခွင့်ရှိသူကပါနှက်ပြီးအသေးအချာတွက်ချက်လှုပ်ဆောင်မှုတွေနဲ့စင်ကြီးကိုခေါ်ဆောင်သွားတာ။ဒါမှမဟုတ်လွတ်ပေးလိုက်တာဖြစ်မယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းစင်တကောင်လုံးကိုဝှက်ထားဖို့ဆိုတာမလွယ်လှတဲ့အတွက်ချိန်တန်ရင်တော့ဒီကိစ္စကပေါ်လာမှအသေးချပါပဲလို့ဆိုပါတယ်။သူကဒီလိုအကောင်းမြင်သုံးသပ်ပြီးတဲ့နောက်ဒေသနာအမဲလိုက်ကလပ်နဲ့အမျိုးသားကာကွယ်ရေးတပ်ကလက်ဖြောင့်တပ်သားတွေရဲ့အကူအညီနဲ့တောနှင်းရှာဖွေဖို့စီစဉ်နေတဲ့အကြောင်းပါထပ်လောင်းပြောဆိုသွားပါသေးတယ်။မြို့တော်ဝန်ကလည်းသတင်းစာရှင်းလင်းပွဲလုပ်ပြီးမြို့ကန်ရဲ့အရေးအတွက်မလုံလောက်မှုအပေါ်တောင်းပန်သွားခဲ့ပါတယ်။